တေရွားနေထွက်လာတဲ့နာလူကသူ့အာယုံခံစွမ်းရတဲ့ညောင်းဆောင်ရတဲ့တောင်းကျနေကြပြီဆိုတာသိလိုက်ပါတယ်။အဲချိန်ရိုင်းနာကင်းနဲ့ဆူနာနဲ့ရောက်လာတယ်။ဒုတိယဆိုတော့ဒီကဆူနာနဲ့တရားချက်ကိုကြည့်ပြီးဆုံးသွားပြီ။ရိုင်းနာကင်းကသူ့မျက်ကိုတားဖို့လာတဲ့အကြောင်းပြောပါတယ်။ညောင်းတို့ကိုမိချက်ကွာပုံစံနဲ့တွေ့လိုက်ရတဲ့အကြောင်းဆူနာရဲ့စိတ်ကြီးကနေစီးလူနေပြီးသူ့ကိုတောင်းဝင်ပေးလိုက်လို့ဒီကပြောတယ်။စစ်ပွဲရဲ့ရည်ရွယ်ချက်ကသူတို့မျက်ကိုကာဝယ်ဖို့ပဲဖြစ်ကြောင်းရိုင်းနာကင်းကပြန်ပြောပါတယ်။တကယ်ချင်းတွေကသူ့ကိုကာကွယ်ဖို့တိုက်ခိုက်နေတေသွားမှာကိုသူကမတွေးချင်တာဖြစ်ပြီးစစ်ပွဲကိုနိုင်ဖို့လေသူကနောက်မှာပုံမနေချင်ဘူးလို့နိုင်လူကပြောလိုက်ပြီးသူ့ကိုအဲ့လိုဘာမှမလုပ်ပဲထိုင်ကြည့်နေမဲ့သူလို့ထင်လာလို့နေလိုက်ပါတယ်အားလုံးဒုက္ခရောက်မှသက်ဆိုင်အခုလိုကာဝယ်တာကပဲပိုအဆင်ပြေတဲ့ကြောင့်ရိုင်းကာကဲကပြန်ပြောတာကြောင့်စကားနဲ့ပြောမရတဲ့နိုင်လူကပြေးဖို့လုပ်ပါတယ်ဒါပေမဲ့ရိုင်းကာကဲဆိုတာကလည်းနမဲတလုံးနဲ့နေရာဖြစ်တဲ့အတွက်မြန်ဆန်လာတဲ့ပြင်လက်သီးတစ်ချက်နဲ့ဒီနောက်ကိုပြန်ရောက်သွားပါတယ်အဲဒါကြောင့်သူ့ကိုတောင်းဝင်ပြီးဖို့အဖွားလေးစင်လာလေးကိုအခုဒီလမ်းနောက်ဝင်မဟာမိတ်ချီနိုဘီတဲ့ရဲ့အမိန့်ဖြစ်လာကြောင့်ဖိုကာလေးဖြစ်တဲ့သူတော်မှလည်းရေးဆက်လို့မရဘူးလို့ပြောပါတယ်အဲဒါကြောင့်သူ့ဘက်ကဒီနေရာကနေရအောင်တော့ဆုံးဖြတ်လိုက်ပြီး Davis ပေါင်ရဲ့မြန်မာရေးဆိုတဲ့အချိန်နဲ့ပြေးပြီးမြဲရိုင်းကာကဲကသူ့ရှိကိုပဲရောက်ရောက်နေပါတယ်ရိုင်းကာကဲက၄ရက်မြောက်ဖိုကာလေးကလွယ်သူ့ထက်မြန်တဲ့သူတွေ့ပြီးပြီသူတို့